ကတော့ဝက်နံယူနဲ့အာလူးကိုစီပြန်လေးရှစ်စားကြရအောင်ဗျာဝက်နံယူနဲ့အာလူးစီပြန်ဟင်းလေးရှစ်စားဖို့လိုအပ်တဲ့ပစ္စည်းလေးလာဝယ်ထားတာလေးပါဒါလေးကတော့အခွင့်နွားပြီးသားအာလူးလေးပေါ့နော်မကောင်းတာနဲ့ကျွန်တော်လည်းပြန်ထားပြီးတော့အခွင့်မနွားရသေးတဲ့ဟာလေးယူလာတာပါလိုအပ်တဲ့ပစ္စည်းရပြီဆိုတော့အရင်ဦးဆုံးအာလူးကိုအခွင့်ခွာပြီးတော့ကျက်သွင်းညီကိုလည်းအခွင့်ခွာထားပေးပါအခွင့်နွားထားတဲ့အာလူးကိုလေးစိတ်ထားပေးလိုက်ပါဗျာပြီးရင်တော့ဝယ်လာတဲ့ဝက်နံယူကိုအသင့်အနေတော်လေးတုံးထားပေးလိုက်ပါအားလုံးပြီးပြီဆိုရင်တော့အညီနှံပြောက်ဖို့အတွက်စားသုံးစွန်းခံထည့်ပြီးတော့နာလေးနှိမ့်နေပြီးတော့ရေသုံးတာခံဆေးပေးပါဗျာဒါလေးကတော့ဝက်နံယူတဲ့ကိုအရသာဝင်သွားအောင်အရသာမုံတွေထည့်ပြီးတော့15မိနစ်ခန့်နှာထားတာလေးပါနနွေးမုံကြံခဲလို့ထပ်ထဲတာပါအနှစ်အတွက်ကျက်သွင်းနီကျက်သွင်းဖြူခန်းရှင်ဒီကိုအသုံးပြုထားတာပါကျွန်တော်ကတော့အနှစ်အများကြီးကြိတ်တာမို့လို့အများကြီးထဲထားတာပါအသင်းပြင်ထားတဲ့ကျက်သွင်းနီကျက်သွင်းဖြူခန်းရှင်ဒီကိုထောင်းထားပေးလိုက်ပါဗျာအားလုံးစုံပြီဆိုရင်ကျက်သွင်းနီကျက်သွင်းဖြူခန်းရှင်ဒီထောင်းထားတာလေးကိုစီတပ်ပါမယ်ဗျာစီနံတင်းလေးမှုလာပြီဆိုရင်တော့စောစောကနှာထားတဲ့ဝက်နံယူလေးကိုထဲပါမယ်အာလူးထဲပါမယ်ရေကိုခွဲတွက်ခန်းထဲပြီးတော့မိနစ်20ခန်းဖုံးအုပ်ထားပေးလိုက်ပါဒါလေးကတော့ပထမတည်းစူတာလေးပါအာလူးရောဝက်နံရောပါမနူးသေးတာမလို့ထားပြီးနှာထားပေးလိုက်ပါမယ်ဗျာရေခမ်းပြီးတော့စီပြန်လာပြီဆိုရင်အရန်စားလို့ကောင်းတဲ့ဝက်နံရိုးအာလူးစီပြန်ရင်းလေးရပါပြီ